ဘိုတာမှာကြည့်တည်ဆိုတဲ့အပြင်တခြားအဓိပ္ပာယ်တွေအများကြီးရှိရဆိုတာသိပြီလားဘိုတာက action back အနေနဲ့ဆိုလို့ရှိရင်တော့ကြည့်တည်ဆိုပေမဲ့စာမေးပွဲတို့ interview တို့နဲ့ခြေတော်တွဲလိုက်လို့ရှိရင်တော့ခြေတည်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဘိုတာကိုပဲခြေတော်က grammar အနေနဲ့ဆိုလို့ရှိရင်တော့ထက်လို့အဓိပ္ပာယ်ရတယ်ဥပမာသူကဒီနောင်ထက်ဒီနောင်ကပို့ပြီးတော့ပေါ့နော်ကောင်းတာမျိုးဒီနောင်ထက်ဒီနောင်ကိုပို့ပြီးတော့ကြိုက်တာမျိုးဆိုလို့ရှိရင်လည်းခြေတော်ကဘိုတာ grammar လေးကိုသုံးလို့ရတယ်ဒီဘိုတာ grammar လေးကကြတော့နောင်နဲ့တွေ့တယ်ပေါ့နော်အချင်းအသက်လည်းကြီးစီဟာမလိုပါဘူးအဲ့တော့ဒီခြေတော်တွေဥပမာလေးနဲ့တွေ့ပြီးတော့ကြည့်လိုက်ရအောင်အနက်ရောင်ထက်အဖြူရောင်ကိုပို့ကြိုက်တယ်ကောင်းမန်းဆဲဘိုတာ higher secret တော့ကျွားဟင်စကတ်ချန်တောင်းပြီးကပို့ပြီးတော့တတရှိတယ်ချီမာဘူတာဘာစီတာတော့ဖောင်းနေအောင်ဒီနေ့မှာတော့ဘူတာရဲ့အတိတ်လေးတွေကိုရှင်းပြပေးခဲ့ပြီဆိုတော့နောက်ပတ်ဒီမှာလည်းတခြားအကြောင်းအရာလေးတွေနဲ့တင်ပြပေးပါမယ်။ဒါတော့ဘုံတို့အန်ညောင်